ပြင်းစိတ်ကိုအသုံးချပြီးတော့ကြတော့ထိုင်းဘာသာစကားတက်အောင်လေ့လာနည်းစကားပြောတတ်ဖို့ဆိုလို့ရှိရင်စာဆန်ဆန်ပေါ့နော်ဒီလိုမျိုးစပွဲတွေဆက်လက်ထိုင်နေနဲ့ထိုင်ပြီးတော့ကြတော့ကြကြနနလေ့လာမှတက်မှာလားဒီစာတွေစကားလုံးတွေကိုတစ်လုံးချင်းစီအလွတ်ကျက်မှတ်ပြီးတော့ကြတော့စာအုပ်ကြီးဆန်ဆန်လေ့လာမှတက်မှာလားပြင်းလို့အချိန်မရှိလို့ဆိုပြီးတော့ကြတော့ကိုယ့်ရဲ့ကောင်းမွန်တဲ့အခွင့်အရေးတွေကိုလက်လွတ်ဆုံးရှုံးနေရပြီဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်သွားနော်ဒီဗီဒီယိုလေးမှာပြင်းတဲ့သူတွေထိုင်းဘာသာစကားကိုဘယ်လိုတက်အောင်လေ့လာလို့ရမလဲဆိုတာကိုအချက်၃ချက်နဲ့ပြောပြပေးသွားပါမယ်ပထမဦးဆုံးကတော့ပြင်းတဲ့သူတွေအတွက်အလွယ်ကူဆုံးနည်းလမ်းနဲ့စတင်လိုက်ပါကိုကပြင်းနေတယ်ဟုတ်ပြင်းနေဆိုဒီပြင်းနေတယ်ဆိုတာကိုခင်ဗျားတို့ထိုင်းလိုဘယ်လိုမျိုးပြောလို့ရမလဲဆိုတာကိုစဉ်းစားကြည့်ကြရအောင်ပြင်းရတာကိုထိုင်းလိုမျိုးခီကီယက်လို့သုံးပါတယ်ခီကီယက်ဒီလိုမျိုးချိန်တူတူအတွင်းမှာအလွယ်ကူဆုံးအယိုးရှင်းဆုံးနည်းနဲ့တကယ်တက်ချင်တယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့ရဲ့ထိုင်းဘာသာစကားသင်တန်းကျောင်းမှာသင်တန်းလာပြီးတော့တက်လို့ရပါတယ်နံပါတ်1အနေနဲ့ကတော့စာတွေကိုကြက်နေတာမျိုးမဟုတ်ဘဲနဲ့ခင်ဗျားတို့သင်တန်းကျောင်းကနေပြီးတော့ပေးတဲ့ recording တွေကိုကိုအားတယ်လို့တချင်းနားထောင်တယ်လို့မျိုးနားထောင်ကြည့်ကြည့်ပါ recording video file ထဲမှာကျမတို့ buff အကြောင်းလေးတွေကိုစပြီးတော့တင်တယ်ပေါ့နော်ရောင်းနေဝယ်တယ်ဆိုတဲ့စကားလုံးလေးတွေတင်တယ်ရောင်းတာကိုခိုင်လို့သုံးတယ်ခိုင်ဒါဆိုလို့ရှိရင်ကိုကနောက်ကနေပြီးတော့ကြတော့တချင်းကြီးတယ်လို့မျိုးခိုင်လို့လိုက်ပြီးတော့ပြောကြည့်ကြည့်ပါဝေးတာကိုစးလို့သုံးတယ်ဆိုလို့ရှိရင်ကိုကလည်းနောက်ကနေတချင်းနားထောင်တော့တချင်းလိုက်ပြီးညီးတယ်လို့မျိုးစးဝယ်သည်ဆိုပြီးတော့လိုက်ပြီးပြောကြည့်ကြည့်ပါဒါဆိုလို့ရှိရင်တော့ကိုကတချင်းနားထောင်နေဆိုတဲ့ move နဲ့ထိုင်းစာကိုလေ့လာလိုက်တယ်ဆိုလို့ရှိရင်စာလုံးနေရတယ်ဆိုတဲ့ခန်းစားချက်မျိုးမဟုတ်ဘဲနဲ့ကိုက entertainment လုပ်နေတယ်အပန်းဖြေနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ထိုင်းစာကိုလေ့လာနိုင်မှာပဲဖြစ်ပါတယ်နံပါတ်3အနေနဲ့ကတော့ဒီစကားလုံးတွေကိုကိုယ့်ရဲ့နေ့စဉ်ဘဝမှာပြန်ပြီးတော့ကြတော့အသုံးချကြည့်ကြည့်ပါကိုက shopping သွားတဲ့အချိန်မှာဒါမှမဟုတ်လို့ရှိရင်ကိုကပစ္စည်းတစ်ခုခုသွားဝယ်တဲ့အချိန်မှာကိုကဝယ်မယ်ဆိုလို့ရှိရင်စူးဝယ်တယ်ဘာဝယ်မှာတော့ကြက်သားဝယ်တယ်ဆိုစူးကိုက်ကြက်သားဝယ်တယ်ဒီလိုမျိုးကိုဝယ်တဲ့ပစ္စည်းတစ်ခုခုကိုလည်းထိုင်းလိုလိုက်ပြီးပြောကြည့်ကြည့်ပါဒါဆိုလို့ရှိရင်ထိုင်းဘာသာစကားကိုတကူးတခါကြီးအပင်ပန်းခံပြီးလေ့လာစရာမလိုပဲနဲ့ကိုယ့်ရဲ့နေ့စဉ်တူကလှုပ်ဆောင်နေတဲ့အကြောင်းအရာတွေကနေပြီးတော့ကြတော့ပုတ်ပါလေးနဲ့လေ့လာနိုင်မှာပဲဖြစ်ပါတယ်တကယ်လို့သင်တန်းတက်ချင်တယ်ဆိုလို့ရှိရင်တော့အောက်က comment မှာ TS2 လို့မှန်ခဲ့ပြီပါ